ပါတယ်။ကြောင်းလဲမှုတွေမြန်ဆန်လွန်းတဲ့ဒီလောကကြီးမှာကျွန်တော်တို့လူတွေထိုင်ကြလို့ရှင်အယမ်းကိုစိတ်မရှိဖြစ်တတ်ကြပါတယ်။တကယ်အောင်မြင်မှုဆိုတဲ့အရာဒီခြေလန်းတလန်းချင်းစီမှာပဲကင်းအောင်နေမယ်ဆိုရင်ညောဘယ်လိုမြင်လဲဟုတ်ပါတယ်။ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့ဒီနှစ်ချက်ကိုမေ့ထားလို့မရပါဘူး။စိတ်ရှည်ပါတဆင်ချင်းစီတလန်းချင်းစီတော့ပါ။ဒီနေ့ကပြောမယ်ဆိုလို့ရှင်အဲ့လှမ်းခဲ့တဲ့ညခြေလန်းတလန်းချင်းစီဒီကျွန်တော်တို့ရဲ့အောင်မြင်မှုအကြီးစီကိုရောက်ဖို့ရအတွက်ထောက်တိုင်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။အဲ့ဒီထောက်တိုင်သာမမြဲဘူးဆိုရင်အပေါ်ရောက်လဲကျိုးကျနိုင်တယ်ဆိုတာကိုသိထားစေချင်ပါတယ်။ကဲအခုမိတ်ဆွေအလဲရောက်လာပါပြီ။ကိုတတ်မှတ်ထားတဲ့လမ်းကြောင်းတွေကိုဖြစ်ချင်တဲ့အရာတွေအတွက်ဘယ်တော့မှအရှုံးမပေးလိုက်ပါ။အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာတော့ပေးဆက်ရတာလေးတွေတော့ရှိပါတယ်။စိတ်ရှည်ပါတလန်းချင်းစီလမ်းတော့ပါ။ပျော်ရွှင်မှုနဲ့အောင်မြင်မှုရဲ့ပန်းတိုင်တွေတင့်အတွက်ဖြစ်လာပါလိမ့်မယ်။အားလုံးကျေးဇူးတင်ပါတယ်။ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တွေများစွာပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။ဘာတွေပဲဖြစ်ဖြစ်အမြဲနဲ့ပြုံးထားပါ။